ကျွန်တော်ဒီတစ်ခါမှာဆရာစံပီရဲ့ Granny Land နဲ့ဆိုတဲ့သချင်းဂီတာတီးရတဲ့ပုံစံလေးကို lesson လေးလုပ်ပေးချင်ပါတယ်ဒီသချင်းကထွက်တာနှစ်တွေတော်တော်လေးကြာပြီဆိုပေမဲ့သချင်းရောဆရာချစ်ရဲ့ဖန်တီးတီးခတ်မှုအပိုင်းရောဒီနေ့ဒီချိန်ထိမယိုးသွားသေးဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီသချင်းကိုကြားရတဲ့လောက်အနည်းဆက်ဆုံးပေါ့နော် lesson လေးလုပ်ပေးချင်ပါတယ်ဆိုတော့ကျွန်တော်ဒီသချင်းလေးကိုစပြီးတော့တီးကြည့်ကြမယ်သချင်းက key G ဖြစ်ပါတယ်အဲ့ဒါမှE position နဲ့တီးရမယ်ပေါ့နော်ဆိုတော့ capo ကိုနံပါတ်3ကွက်မှာညှက်ရမယ်အဲ့ဒါဆိုလို့ရှိရင် key G E position ရပြီပေါ့နော်အဲ့ဒီမှာမှကျွန်တော် E ကို E5 ကွက်ကန်ရမယ်ပေါ့နော်အဲ့ဒါကြတော့5ကြိုးနဲ့4ကြိုးတွဲပြီးတော့ဖိထားမယ်ပြီးတဲ့အခါမှာ3ကြိုးရဲ့နံပါတ်9ကွက်ပေါ့နော်ကျွန်တော် capo မှာပါပဲနဲ့အကွက်တွေကိုတွက်မယ်နော်ဘာလို့လဲဆိုတော့ဒီဘက်အနောက်ကိုရောက်သွားတဲ့အခါမှာ capo ကနေစပြီးတော့တွက်မယ်ဆိုရင်နည်းနည်းခတ်သွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကျအကွက်တွေအတိုင်းပဲမှတ်ပြီးတော့တီးကြမယ်ဆိုတော့ဒါ E5 ကွက်ပေါ့နော်ဒီလိုပုံစံလေးကန်ရမယ်အဲ့ဒီမှာမှကျွန်တော်တပိုင်းချင်းစီခွဲပြီးတော့တီးကြည့်မယ်အရင်ဆုံးဒါလေးပေါ့နော်အဲ့ဒီပိုင်းလေးကိုအရင်ဆုံးတီးကြည့်မယ်အဲ့ဒါကြတော့ကျွန်တော်ဒီ4ကြိုးရဲ့9ကနေ9ကိုစလိုက်မယ်အဲ့ဒါကို slide တဲ့အခါမှာ6ကြိုး open string နဲ့တွဲပြီးတော့ slide ရမယ်အဲ့လိုပုံစံလေးပေါ့နော်အခုလိုမျိုး finger picking နဲ့အဲ့လိုတီးလိုက်ရအောင်နော်ဒါမှမဟုတ်ရင်ဒီလိုမျိုးခတ်ပြီးတော့ stone နဲ့တီးလိုက်ရအောင်နော်ကျွန်တော်ဒီလိုမျိုး stone နဲ့တီးမယ်ဆိုလို့ရှိရင်ကျတော့ဒီ5ကြိုးကိုအတန်မထွက်အောင်မြှူထားဖို့လိုတယ်မြှူထားတဲ့အခါမှာလည်းသွားပြီးတော့ဖိထားမိလို့မရဘူးပေါ့နော်ဖိထားမယ်ဆိုလို့ရှိရင်ကျွန်တော်မဆိုင်တဲ့အတန်ပါလာမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါကိုကျွန်တော်ဖွားဖွားလေးပဲတင်ထားမယ်ပြီးတော့ဒီအောက်ကြိုးတွေလည်းမထိအောင်လို့တတိထားမယ်ပေါ့နော်အဲ့လိုမျိုးရှင်းရှင်းလင်းလင်းထွက်အောင်တီးရမယ်ဒါတီးချင်းမရှိတော့နည်းနည်းလေးချင်းရမှာပေါ့နော်ဆိုတော့အဲ့ဒါပြီးလို့ရှိရင်ဒါကြတော့3ကြိုးရဲ့9အကွက်ပေါ့နော်ပြီးတော့4ကြိုးရဲ့9အကွက်ပြီးရင်ဒါ3ကြိုးရဲ့9နဲ့9ဟာမှာမယ်ပြီးတဲ့အခါမှာ1ကြိုး open string နဲ့2ကြိုး open string တီးမယ်အဲ့လိုလေးပေါ့နော်အဲ့ဒီမှာမှဒီနားမှာတချို့တီးတာကျွန်တော်မြင်ဘူးရပါတော့အဲ့လိုပုံစံလေးပေါ့နော်အဲ့လိုပုံစံယူတယ်အဲ့ဒါက nose အရာမှန်ပေမဲ့ဒီ open string taste ကိုတော့မရဘူးပေါ့နော်အတူတူပဲနော်ဒါပေမဲ့ကျွန်တော် open string နဲ့ပဲယူမယ်အဲ့ဒါဆိုလို့ရှိရင်ပိုလဲလွယ်ပေါ့နော်ပြီးတဲ့အခါမှာအဲ့ဒါလေးတီးရမယ်ဒီနားမှာတော့နည်းနည်းလေးခက်ကောင်းခက်နိုင်တယ်ကျွန်တော်ဒီ2ကြိုးနံပါတ်30ကွက်ကိုတွန်းမယ်တွန်းပြီးပြန်ချရပါတော့အလို့တန်လေးပေါ့နော်ပြီးတဲ့အခါမှာဒီ2ကြိုးနံပါတ်8ကွက်ကို pull off ပါနော်ဆွဲပြီးတော့ကုတ်လိုက်တဲ့တဘောပေါ့နော်အဲ့လိုတီးတဲ့အခါမှာလည်းဒါအရန်အားပပနဲ့တူတီးမိလို့ရှိရင်ကြိုးပြတ်တာတွေပါတယ်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါကိုထိန်းပြီးတော့အဲ့လိုလေးတီးရမယ်ပြီးတဲ့အခါမှာဒီမှာလည်း pull off ပေါ့နော်တစ်ကြိုးရဲ့နံပါတ်30အကွက်ကိုကျွန်တော်တို့ pull off လုပ်ရမယ်အဲ့ဒါကိုတစ်ဆက်တည်းတီးလိုက်မယ်ဆိုရင်အဲ့လိုဖြစ်သွားမယ်ပေါ့နော်ပြီးတဲ့အခါမှာ
အဲ့ဒါနောက်တစ်ပိုင်းပေါ့နော်ဆိုတော့ဒီအပိုင်းလဲနည်းနည်းခက်နိုင်တယ်တစ်ချိုးရဲ့နံပါတ်7အကွက်နဲ့30အကွက်ကို5ချိုး open string နဲ့တွဲတည်မယ်ကျွန်တော်ညာဘက်လက်ကိုအဆင်ပြေတဲ့လက်ချောင်းလေးနဲ့အဲ့လိုမျိုးတွဲပြီးတော့တည်ရမယ်ဒီတစ်ချိုးရဲ့7နဲ့30ကို sorry အဲ့လိုပုံစံလေးပေါ့နော်တစ်ချက်တည်လိုက်မယ်ပြီးတဲ့အခါမှာ hammer on pull off ပေါ့နော်ပြီးတဲ့အခါမှာဒီတစ်ချိုးကိုကျွန်တော်တို့ pull off နဲ့ open string ထိလွတ်လိုက်မယ်အဲ့ဆိုရင်ပြီးတဲ့အခါမှာဒါကြတော့ A ကောကွန်မှာ open shape ပုံစံလေးပေါ့နော်ဒါဆိုရင် A ကောပေါ့နော်တစ်ချိုးနဲ့နှစ်ချိုးလွတ်ထားမယ်အဲ့ဒါအောင်မှကျွန်တော်တို့ကဒီလို3ချိုးအရင်ဆုံးတည်မယ်ပြီးတဲ့အခါမှာ4ချိုးပြီးရင်2ချိုး open string အဲ့ဆိုရင်အဲ့လိုတန်လေးဖြစ်သွားမယ်နော်ဒီနားမှာကျွန်တော်တိတ်ပြီးတော့မတဲကွဲတာကအဲ့လိုပုံစံနဲ့ကျွန်တော်ကြားရတယ်ပေါ့နော်ဆိုတော့ open string ထိမသွားဘူးပေါ့နော်အမှရက်သွားမယ်ပြီးတဲ့အခါမှာအဲ့ကိုတတ်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံနဲ့အဲ့လိုပုံစံနှစ်ခုပေါ့နော်အဲ့ဒီမှာကိုကပို့ပြီးတော့ကိုလက်နဲ့ပို့အဆင်ပြေတဲ့ပုံစံကိုရွေးပြီးတော့တည်လို့ရပါတယ်ဒါမှမဟုတ်လဲကိုယ်တိုင်ပြန်နားထောင်ကြည့်ပြီးတော့ပို့ပြီးနီးစပ်မယ်ထင်တဲ့ပုံစံတည်ကြည့်ပါနော်ဆိုတော့ကျွန်တော်ကတော့ဒီ open string ထိသွားလိုက်တယ်ပေါ့နော်အဲ့ဒါပြီးတဲ့အခါမှာဒီလိုပုံစံလေးတည်ရမယ်ဒါကကျွန်တော်ဆော့ဆော့က slide တည်ခဲ့တဲ့ဟာကို slide မဟုတ်ပဲနဲ့ဒါလေးပဲယူရပါတော့5ချိုးမြည်လောက်ထားရမယ်ပြီးတဲ့အခါမှာ1ချိုး open string နဲ့2ချိုး open string တည်မယ်ပြီးရင်အဲ့လိုလေးသွားမယ်ဒါကကြတော့ဒီ4ချိုးရဲ့9နဲ့8ကို hammer on pull off ပေါ့နော်ပြီးရင်5ချိုးရဲ့ဒါကကြတော့9အကွက်နဲ့5အကွက်ပေါ့နော် pull off လုပ်မယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီပေါ့နော်အဲ့ဆိုရင်ကျွန်တော်အစနေပြီးတော့ဖြည်းဖြည်းလေးတစ်ခါလောက်ပြန်တည်ကြည့်မယ်အဲ့ဒီရပြီပေါ့နော်ပြီးတဲ့အခါမှာစောစောတည်ခဲ့တဲ့ပုံစံလေးအတိုင်းတစ်ခေါက်ပြန်တည်ရပါနော်ဒီတစ်ခါမှာကျတော့အဲ့လိုပုံစံပြောင်းသွားမယ်ဒီ open string a shape ပုံစံထဲမှာပဲတည်လိုက်တယ်ပေါ့နော်5ချိုး open string ပြီးတော့4ချိုးပြီးတော့2ချိုးနဲ့3ချိုးပေါ့နော်ပြီးတော့1ချိုး open string ဆိုတော့5လေ2 3ပြီးတော့1ချိုးအဲ့လိုတန်လေးပေါ့နော်အဲ့ဆိုရင်အဲ့လိုဖြစ်သွားမယ်နော်ဒါဒုတိယတစ်ခါပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်စောစောကကင်ခဲ့တဲ့ E5 ကောင်ကိုသွားမယ်အပြည့်တီချလိုက်ရမယ်နော်အဲ့ဆိုရင်သူရဲ့ return ခတ်တဲ့ပုံစံအလုပ်လေးပေါ့နော်အဲ့ဒီပေါ့နော်ဆိုတော့ဒုတိယတစ်ခါကတော့ခတ်စင်စင်မယ်နော်ကျွန်တော်ဒီ A နားလေးမှာပဲနည်းနည်းလေးကွာတော့မယ်အဲ့ဒါပြီးလို့ရှိရင်ဒီလိုပုံစံလေးပေါ့နော်အဲ့ဒါလေးပေါ့နော်ဆိုတော့အဲ့ဒါကြတော့ဒါ D ကော့ပေါ့နော် D ကော့ကိုကျွန်တော်တို့ဒီ
တစ်ကြုံ open string နဲ့ယူမယ်လေးကြုံကနေပြီးတော့လေးတောင်းနဲ့တီးချလိုက်မယ်တစ်ကြုံ open string ကနေဒါကိုဟာမလိုက်တယ်ပေါ့နော်ဒါကတစ်ကြုံနံပါတ်8ကွက်ပြီးနှစ်ကြုံပြန်တက်သွားတယ်ပြီးတဲ့အခါမှာဒါ A ကွက်ပေါ့နော်5ကြုံကနေစမယ်ပြီးတော့4ကြုံအဲ့ဒါပြီးကျွန်တော်ဒီ3ကြိုးရဲ့9ကနေပြီးတော့9ကိုစလိုက်မယ်အဲ့လိုတန်လေးပေါ့နော်ပြီးတော့1ကြိုးနဲ့2ကြိုး open string တီးမယ်အဲ့ဆိုရင်ရမယ်နော်အဲ့ဒီရပြီဆိုလို့ရှိရင်အဲ့အလုံးလေးပြန်တီးမယ်ဒါကျွန်တော်ဆော့ဆော့တီးခဲ့တဲ့ပုံစံလေးပါပေါ့နော်အဲ့ဆိုရင်အဲ့ဒါပြီးတဲ့အခါမှာဒီလိုပုံစံလေးပြန်တီးရမယ်ကျွန်တော်ဒါကိုတီးတဲ့အခါမှာဆော့ဆော့တီးခဲ့တဲ့ပုံစံအောင်မှဒီအထိပဲပေါ့နော်ကျွန်တော်ဒီတစ်ကြုံနဲ့နှစ်ကြုံ open string ထိပဲယူမယ်ပြီးတဲ့အခါမှာကျွန်တော်ဆော့ဆော့တီးခဲ့တဲ့ scale ပဲပြန်တီးမယ်ဒီတစ်ခါမှာကျတော့ကျွန်တော်6ကြိုထိတက်သွားမယ်အဲ့လိုလေးပေါ့နော်ကျွန်တော်ဒါတစ်ချက်ပဲတီးမယ်နော်ညာဘက်လက်ကအဲ့ဒါကိုကျွန်တော် pull off နဲ့ယူရမယ်အဲ့ဒါဆိုရင်အဲ့လိုပုံစံလေးဖြစ်သွားမယ်နော်ပြီးတဲ့အခါမှာဒါပဲပြန်တီးမယ်ဒီတစ်ခါမှာကျတော့အဲ့ထိတူရနော် D နဲ့ A position ကတူတယ်ဒီနောက်ဆုံးအဆုံးသတ်မှာကျတော့နှစ်ကြို30ခွက်ကိုတွန်းမယ်အဲ့လိုပုံစံလေးဖြစ်သွားမယ်အဲ့ထိရပြီပေါ့နော်ပြီးတဲ့ခါမှာဒါအဆုံးသတ်လေးပေါ့နော်ကျွန်တော်3ချိုးရဲ့9နဲ့9ဟန်ပါမယ်အဲ့ဒါအောင်မှ5ချိုးနဲ့တွဲပြီးတော့တီးမယ်ပြီးတဲ့ခါမှာဒါကြတော့4ချိုးရဲ့9နဲ့ဒါ10ပေါ့နော်ဟာမတော့ဖူအောင်ပေါ့နော်အဲ့ဒါအောင်မှ2ချိုး open string နဲ့တွဲတီးမယ်အဲ့ဆိုရင်အဲ့လိုတန်လေးပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်ဒီ E5 ကွန်နဲ့အပြည့်တီချလိုက်ရမယ်အဲ့ဆိုနောက်ဆုံးအဆုံးသက်လေးတစ်ချက်ပြန်တီးကြည့်မယ်ဒီလောက်ပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတခြင်းကိုအစနေပြီးတော့ဖြည်းဖြည်းလေးတစ်ခါလောက်ပြန်တီးကြည့်မယ်အဲ့ဒါဆိုလို့ရှင်တီးထားတဲ့ပုံစံကဒါလေးပဲပေါ့နော်တီးရတာနည်းနည်းလေးခက်တဲ့အတွက်ကြောင့်ဖြည်းဖြည်းချင်းစီလေ့ကျင့်ကြည့်ပါအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်